မင်းပေါင်းကိုအလွယ်တကူလေးလှုပ်ရှားကြမယ်အရင်ဆုံးကြက်သားကိုရတာနေဖို့အတွက်ပဲငံ့ပြားကြီးအနောက်ပဲငံ့ပြားကြီးအကျဲခယူးစီနဲ့ကြက်သားမုံနဲ့ငယ်ထည့်ပါမယ်ခင်ဗျာငယ်ကောင်းမုံလေးကိုလည်းနည်းနည်းလေးဖြူထားပေးလိုက်ပါမယ်ပြီးရင်တော့အကောင်လုံးနှံ့အောင်လို့နေပြီးတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်ခင်ဗျာဒီရွက်လေးတွေကတော့ကိုယ်စိတ်ချင်းပြင်ဆင်ထားလို့ရပါတယ်ပြီးရင်ကော်ရင်အတွက်ပြောင်းကော်မုံကိုထမင်းသားစုံနဲ့စုံနဲ့ထည့်ပြီးတော့ရေလေးနဲ့ဖြောထားပေးလိုက်ပါမယ်ခင်ဗျာစားချက်ဖို့အတွက်တဲအိုးလေးပူလာရင်စီထည့်ပါမယ်စီလေးပူလာရင်တော့ကြက်သွန်ပြူလေးထုံးထားတာလေးကိုထည့်ပြီးတော့စီသက်ပါမယ်ကြက်သွန်ပြူလေးတွေခဏလောက်စီသက်ပြီးသွားပြီဆိုရင်တော့ကြက်သားလေးတွေထည့်ပါမယ်ခင်ဗျာခဏလောက်မွေထားပြီးကြက်သားတွေကရေလေးတွေခန်းထားတဲ့ဒီဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်ပါမယ်ခင်ဗျာကြက်သားတွေကရေလေးတွေခန်းသွားပြီဆိုရင်တော့တီးရွက်လေးတွေစားထည့်ပေးလိုက်ပါမယ်တီးရွက်လေးတွေကိုအသားလေးနဲ့တသားလေးဖြစ်သွားအောင်လို့ခဏလောက်မွေထားပေးလိုက်ပါမယ်ပြီးရင်တော့ခ ्यू စီနဲ့ငယ်ပဲငံ့ပြားရဲ့နောက်နဲ့ပဲငံ့ပြားရဲ့ချဲလေးတွေကိုလည်းထည့်ထားပေးလိုက်ပါမယ်ဒီနေရာမှာငုံရှိရဲ့လူကငုံလေးထည့်လိုက်လို့ရပါတယ်ခင်ဗျာခဏလောက်မွေထားပြီးတီးရွက်လေးတွေနူးအောင်လို့အဖုံးလေးခဏလောက်အုပ်ထားပေးလိုက်ပါမယ်ပြီးရင်ကော်ရင်လေးကိုကိုလိုချင်တဲ့အဖြစ်ကျဲပေါ်မူတည်ပြီးတော့စိတ်ကြိုက်လေးထည့်နိုင်ပါတယ်ခင်ဗျာခုဆိုရင်တော့ရသရှိပြီးစားလို့ကောင်းတဲ့ထမင်းပေါင်းလေးရပါပြီခင်ဗျာဆုံးလေးကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ